မင်္ဂလာပါကျွန်တော်ခုစားမှာတော့ဘဲကောင်လုံးကြော်ဖြစ်ပါတယ်ပြုတ်နေတဲ့အချိန်မှာကြည့်နေတဲ့အကြည့်လေးကကျွန်တော်စားတော့မစားရပါဘူးခင်ဗျကျွန်တော်ဘဲကိုစပလင်းတို့ဂျင်းတို့နဲ့ပြုတ်ပါတယ်ညှိနှမ်းမထောင်လို့ပြီးတော့ပြန်ကြော်ပါတယ်ခင်ဗျကြော်နေအောင်ကြော်ပြီးကျွန်တော်စားမှာပါချင်းရည်လေးနဲ့ပေါ့နော်ဘဲကောင်လုံးကြော်လေးရပါပြီစားကြပါအောင်လားတဲ့တငယ်ချင်းတို့ကျွေးကြပါလေလာစားပါလို့ဖိတ်ခေါ်ပါတယ်နော်ချင်းလေးရလည်းကောင်းပါတယ်ခင်ဗျကျွန်တော်ကိုယ်တိုင်ဆက်ထားတာပါโอเคစားပြီနော်အိုးရတာရှိလိုက်တယ်ခင်ဗျโอเคဘဲဖင်ကောင်းလေးကနေဘဲဦးလေးဆွဲထုတ်လိုက်ပါတယ်ချင်းနဲ့သူ့စားတာစိတ်နေရပဲခင်ဗျစားလို့ရမ်းကောင်းတာပါကောင်းပေါ်မှာကျွန်တော်ချင်းလေးစမ်းပြီးစားတာအိုးရတော့ရှိနေခင်ဗျဖေရလည်းနည်းနည်းအနူးလိုလားမသိဘူးတော်တော်ဆွဲရပါခင်ဗျာကြော့ပြီးစားမယ်ပေါ့ခင်ဗျာဖေရလည်းကျွန်တော်ဦးရဲ့အသေးတွေနှလုံးလေးဘိုက်ထဲမှာထည့်ပြီးပြုတ်တာပေါ့နော်ရမ်းရတာရှိပါဗျာ